ဒါကတော့ဒီနေ့ဟင်းချက်မဲ့စဖုံမှုဖြစ်ပါတယ်ကမွန်ရွက်နဲ့ဇရီယိုးနဲ့ငါးနဲ့ချက်ပါတယ်ငါဖယ်လေးကမစားအစိမ့်ချက်မှမလို့မစားတတ်မှဆိုလို့ကြောပေးရပါခင်းရင်ဒီစီတက်ပါမယ်ကိုရရဲ့နဲ့ချက်ဦးနဲ့ကြောဖို့အတွက်ကိုရရဲ့ကိုရေးစေးပါမယ်ရှင်စားလေးနဲ့ထည့်ပါမယ်စားလေးနဲ့အဲ့လိုမျိုးလေးစေးမယ်ပြီးခဏစိမ့်နာမယ်ဒါတော့ပြီပြုံချက်နေတဲ့ချက်ကြီးဖြစ်ပါတယ်စန်ဒီအိုင်ဟင်းချက်ကပါတယ်ဒီနေ့ကစုံရက်ဆိုတော့ကျမတို့ပြင်ထွက်လို့မရအိမ်မှာပဲဟင်းချက်စားပါတယ်နည်းနည်းမင်းလေးအုပ်ကိုချက်ကိုကောင်းပေါ့နော်ဒါတော့ဂွေရရဲ့ကြော်ကိုစီးတတ်ပါမယ်စက်တော်နေကြိတ်ထားတာပိုနေလို့အကုန်လုံးထည့်လိုက်ပါတယ်ရှင်ခွေရရဲ့ရေးစီးပြီးစစ်ထားလေးကိုစက်တော်လေးစီးတတ်ထားရေးလိုက်ထည့်ပါမယ်ခွေရနဲ့ကြက်ဦးဒါခွေရကမခါတဲ့ခွေရရွယ်လို့တော့ပြောတာပဲအမှန်ခါမခါခွေရရွယ်ကိုကြိုက်တာခွေရရွယ်ကလေးနူးလာပြီဆိုရင်ကြက်ဦးလေးကိုဖောက်ပြီးတော့ထည့်လိုက်ပါမယ်အယုတ်ကောင်းကမှကြိုက်လို့ထည့်တာပါအရွက်ကြော်ရင်ရုပ်ကောင်းလေးပါမှပို့မှုရလို့ခံစားရလို့ပါခုဆိုရင်ဖြင့်အရန်စားလို့ကောင်းတယ်ကိုရရဲ့ကြက်ဥကြော်လေးလည်းရပါပြီနည်းနည်းတော့ခါရပါတယ်ပေါ့နော်အချို့ဆိုပေမဲ့ဒါကတော့ချက်ပြီးပြုတ်ပြီးကန်နေစီးနေတဲ့